follow your passion ကိုကြိုက်တာကိုလို့ဆိုပြီးတော့မှလူတွေကပြောတတ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ကလေကိုကြိုက်တဲ့ကိစ္စတွေကိုစိတ်ဝင်စားတဲ့အရာတွေကဘယ်ဟာတွေမှမသိတဲ့အချိန်ကျရင်ဘယ်လိုလုပ်ကြမလဲပေါ့နော်ကျွန်တော်ဒီနေ့ဒီဗီဒီယိုရိုက်ဖျက်ရတဲ့အကြောင်းရင်းကလည်းကျွန်တော်မနေ့ကကျွန်တော်ရဲ့ YouTube ဗီဒီယိုအောက်မှာပေါ့နော်လူတယောက်က comment လာပေးထားတာတွေ့လို့ပါသူကတော့သူ့ရဲ့ဝါသနာဘာတွေပါမှန်းမသိဘူးဆိုတဲ့ဥစ္စာကိုသူကမသိဘူးဖြစ်နေရပေါ့နော်နောက်ပြီးတော့လည်းလမ်းပြောင်းနေတယ်လို့ခံစားနေရပါတယ်ဆိုလို့လည်းကျွန်တော်ကဒီအကြောင်းကိုရှင်းပြခြင်းနဲ့နောက်ပြီးတော့လည်းဒီလူငယ်တွေတိုင်းမှာကျွန်တော်အပါဝင်ဒီတော်တော်များများမေးကြတဲ့မေးခွန်းဆိုတော့လည်းကျွန်တော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်တည်တဲ့လောက်ပေါ့နော် sharing လုပ်ချင်လို့လည်းဆက်ဖြစ်သွားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ passion စိတ်ဝင်စားတဲ့အရာတွေကိုမရှာသေးခင်မှာပေါ့နော်ကျွန်တော်ကအားလုံးကိုလုံးစေချင်တာတခုတော့ရှိပါတယ်အဲ့ဒါဘာလဲဆိုရင်ကိုလက်ခံတတ်ဖို့ပါပြောမယ်ဆိုရင်ဟိုပါပေါ့နော်အဓိကကသူများရာကြတော့ passion စိတ်ဝင်စားတဲ့အရာတွေရှိတယ်ကိုကကြဘာလို့မရှိရတာလဲဆိုတော့အဲ့လိုမျိုး loss ဖြစ်နေတယ်ဆိုတော့ဒီအသွေးမျိုးတွေကိုမသွေးဖို့ပဲပြောချင်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့အဲ့လိုအသွေးနေမယ်ဆိုရင်မကောင်းတဲ့ခံစားချက်တွေဖြစ်ပေါ်ပြီးတော့မှပေါ့နော်ကျွန်တော်တို့ဒီအတွင်းထဲကနေလာတဲ့ inner voice တွေကိုတေချာနားမထောင်နိုင်မှာဆိုလို့ပဲဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီအချုပ်လူတွေကဘာလို့ကိုယ်မှာ passion မရှိဘူးကိုဘာဝါသနာပါမယ်မသိရဘူးလဲလို့ဖြစ်ရတယ်ဆိုတဲ့အကြောင်းအရာပေါ့နော်ကျွန်တော်သိတဲ့လောက်ကတော့အထူးသဖြင့်ကျွန်တော်တို့ဒီခေတ်ကြီးထဲမှာပေါ့ဤပညာတွေအရန်ထွန်းကားနေတဲ့အချိန်မှာကျွန်တော်တို့ဒီ content တွေ information တွေအရန်များလာတယ်ကျွန်တော်တို့ကဒီ online မှာပေါ့နော်ကျွန်တော်လည်းအပါဝင်ပေါ့ဒီ scrolling တွေ internet ပေါ်မှာရှိတဲ့ video တွေ information တွေ post တွေကိုကျွန်တော်တို့က like ကြည့်မိတဲ့အချိန်မှာကျွန်တော်ရဲ့မသိစိတ်ကနေတွားပြီးတော့မှနှိုင်းရှင်မိတာမျိုးလို့စိတ်ထဲကနေတုံ့ပြန်မိတာမျိုးလို့အမြဲလို့ကျွန်တော်တို့ကလုံးမိတဲ့အချိန်မှာဖြစ်သွားလဲဆိုရင်ကျွန်တော်တို့ကကိုယ့်အတွက်အရေးပါတဲ့အရာတွေကိုအချိန်ပေးဖို့နေရာပေးဖို့မကြံတော့ဘူးဖြစ်သွားရပေါ့နော်ကျွန်တော်တို့ကဒီ passion ဆိုတဲ့အရာကိုလောင်ကျွမ်းနေတဲ့မီးပုံကြီးတစ်ခုလို့ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမီးပုံတစ်ခုကပေါ့နော်သူကတော့နေဒီတိုင်းရှင်းနေတာမဟုတ်ပါဘူးသူကလှုပ်ရှားနေတယ်လောင်ကျွမ်းနေတယ်သူ့ဘေးပတ်ဝန်းကျင်ကရှိတဲ့အရာတွေကိုအလဲနေပေးတယ် energy တွေပေးတယ်နှွေးထွေးမှုတွေပေးတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့မီးကို take care မလုပ်ဘဲနဲ့ဒီတိုင်းပြစ်ထားလိုက်မယ်ဆိုရင်ကြာရင်လည်းမီးကတော့နေသူငြိမ်းသွားမှာပေါ့နော်အဲ့ဒါကြောင့်မို့လဲကျွန်တော်တို့လူအများစုကကျွန်တော်တို့ဒီအတွင်းထဲမှာရှိတဲ့ဒီ passion လောင်ကျွမ်းနေမှုအရာကြီးတစ်ခုကကျွန်တော်တို့ဒီဘေးပတ်ဝန်းကျင်ကရှိတဲ့ information ပဲဖြစ်ဖြစ်ဒီကိစ္စတွေပဲဖြစ်ဖြစ်ဒီ pressure တွေပဲဖြစ်ဖြစ်ပေါ့နော် noise တွေအရန်များရတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီ passion ရလည်းပျောက်သွားသလိုခံစားရပြီးတော့မှ empty ဖြစ်နေတတ်ကြရပေါ့နော်အခုကျွန်တော်တို့ဒီ passion ကိုယ့်ရဲ့ passion ဘယ်လိုပြန်ရှာဖွေရမလဲဆိုတဲ့အပိုင်းလေးပြောပြမယ်ပေါ့နော်ပထမဦးဆုံးကျွန်တော်တို့ဒီ passion ဆိုတဲ့အရာကကျွန်တော်တို့ကဒီအပြင်ကနေတွားရှာရတဲ့အရာမျိုးလည်းမဟုတ်ပါဘူးနောက်ပြီးတော့လည်းကျွန်တော်တို့ကအရန်ကြီးတွားပြီးတော့မှစဉ်းစားမဲ့အရာမျိုးလည်းမဟုတ်ပါဘူးပထမဦးဆုံးကျွန်တော်တို့လုပ်တဲ့အရာကတော့ကျွန်တော်တို့ဒီနေ့စဉ်ဘဝမှာကျွန်တော်တို့စိတ်ဝင်စားနိုင်မဲ့အရာလေးတွေဝါသနာပါနိုင်မဲ့အရာလေးတွေပေါ့နော်ကိုထင်မဲ့အရာလေးတွေကို list လုပ်ပြီးတော့ဒီတိမမကိစ္စနေစပြီးတော့မှစတင်လုပ်ကြည့်တဲ့နယ်ပေါ့နော်ဥပမာလေးနဲ့ပြောရမယ်ဆိုရင်စာရေးရတာပဲဖြစ်ဖြစ်တခြင်းဆိုတာပဲဖြစ်ဖြစ်တခြင်းရေးရတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းဟင်းချက်ရတာပဲဖြစ်ဖြစ်တခြားလူတွေကိုကူညီလိုက်တာပဲဖြစ်ဖြစ်သို့မဟုတ်ရင်လည်းဒီနည်းပညာပိုင်းဆိုင်ရာပေါ့နော် technology နဲ့ပတ်သက်တဲ့ဥစ္စာပဲဖြစ်ဖြစ်ကျွန်တော်တို့ကစတင်ပြီးတော့မှလုပ်ကြည့်တင်ပါတယ်နောက်တစ်ခုကျွန်တော်တို့လုပ်လို့ရတာကကိုဒီ question တွေပြန်မေးကြည့်လို့ရတယ်ပေါ့နော်အဲ့ question တွေထဲမှာကျွန်တော်အကြိုက်ဆုံးတစ်ခုရှိတာကြတော့သူကအကယ်၍ငွေရေးကြီးနဲ့အချိန်တွေဟာကို့မှာအဲ့အတားအဆီးတွေမရှိဘူးဆိုရင်ပေါ့နော်ကိုဘယ်လိုမျိုးကိစ္စတွေကိုလုပ်မလဲအဲ့ဒီမေးခွန်းတော့ကျွန်တော်ရဲ့ favorite ဖြစ်ပါတယ်ဒါပေမဲ့လည်းနောက်ထပ် question တွေအများကြီးရှိပါတယ်မေးလို့ရတဲ့ဥစ္စာဥပမာအနေနဲ့ပြောပြမယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုမျိုးကိစ္စတွေကိုလုပ်တဲ့အချိန်မှာတက်ကြွလုပ်နိုင်တဲ့ကိစ္စမျိုးတွေဘယ်လိုမျိုးကိစ္စတွေလုပ်တဲ့အချိန်မှာအချိန်တွေမေ့သွားတတ်တယ်လဲပေါ့နော်မငြင်းမညူပဲနဲ့နိုင်ပေါင်းများစွာပြောနိုင်တဲ့အရာမျိုးတွေတက်ကြွအဲ့လိုမျိုးပါဝင်လုပ်နိုင်တဲ့အရာမျိုးတွေအကယ်၍ငွေမရဘူးဆိုရင်တော့မှကိုကဘယ်လိုမျိုးကိစ္စတွေကိုတွားပြီးတော့တင်ယူမလဲစူးစမ်းကျင်တယ်လဲလုပ်ချင်တယ်လဲဆိုတော့မိကုန်းလေးတွေပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဥပမာပေးတဲ့ question လေးတွေပဲဖြစ်တယ်ပေါ့နော်တကယ်တမ်းကိုမေးလို့ရတဲ့ question အမျိုးအစားပေါင်းအများကြီးကိုရှိပါတယ်ကိုနဲ့ကိုက်ညီမဲ့ question မျိုးကိုမေးရတဲ့ချိန်ကျရင်ပို့လို့မှတင်တော်တာပေါ့နော်ဆိုတော့ကျွန်တော်ဒီ comment အောက်မှာလည်းတစ်ချက်ချထားပေးပါမယ်စမ်းကြည့်ရှင်တော့စမ်းကြည့်လို့ရပါတယ်နောက်ပြီးတော့ကျွန်တော်တခုမှာချင်တာကလေကျွန်တော်တို့ဒီ passion ဆိုတဲ့အရာကသူကဒီနေ့ချက်ချင်းတွေ့ဆိုတဲ့အရာမျိုးမဟုတ်ဘူးပေါ့နော်သူကအချိန်လဲပေးရပါတယ်အဓိကကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းပါပဲကိုယ့်ရဲ့နေ့စဉ်ဘဝမှာကိုစိတ်ဝင်စားနိုင်မဲ့အရာလေးတွေကို list လုပ်ပြီးတော့မှတစ်ခုချင်းစီပေါ့နော်ဒီကိစ္စတတိလေးရစပြီးတော့မှလုပ်ကြည့်ပြီးတော့ခုနကျွန်တော်ပြပြလိုက်တဲ့ဒီ example question တွေကိုလည်း main အားဖြင့်ပေါ့နော်အချိန်လေးနည်းနည်းပေးပြီးတော့ကျွန်တော်တို့လုပ်ကြည့်လိုက်တဲ့အချိန်မှာအချိန်တန်တဲ့အချိန်ကြမှာကိုနဲ့တကယ်ကိုက်ညီတဲ့အရာနဲ့တကယ်တွေ့ပြီးသွားတဲ့အချိန်ကြမှာပေါ့နော်အဓိကအဲ့ရဲ့ကိစ္စတွေကိုလုံရင်းနဲ့အဲ့အတိတ်ပဲတွေ့သွားတဲ့အချိန်မှာကျွန်တော်တို့က click ဖြစ်သွားတဲ့အဲ့ချိန်ကြရင်တော့ကိုယ့်ရဲ့ passion ကိုတွေ့လာတတ်ပြီပေါ့နော်အဲ့ဒီချိန်ကြရင်ပေါ့နော်ကျွန်တော်တို့ကကိုစိတ်ဝင်စားတဲ့အရာတွေ passion တွေကိုဖြည်းဖြည်းချင်းရှာတွေ့လာနိုင်ပါပြီဆိုတော့ကျွန်တော်အခုဒီနေ့ဒီဗီဒီယိုကလည်းကြည့်နေတဲ့လူတွေအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘေးနားလူတွေကိုလည်းအကျိုးရှိစေမယ်လို့ထင်တယ်ဆိုရင်လည်းမျှဝေပေးလို့ရပါတယ်